ဗုဒ္ဓဘုရားရှင်လက်ထက်တော်အခါကအိန္ဒိယပြည်ဝေတာလီမြို့သည်လွန်စွာစီကားတော်လဲတန်းပြည်အုပ်ချုပ်မှုသည်ရှုပ်ထွေးပွေလီလာသည့်လိပ်ဆောက်ဝီမင်းတို့၏ဝေတာလီပြည်၌လမ်းမများပေါ်တွင်တင်းနှင့်သာတို့ဖြင့်ဝေးကြိုင်လျက်ရှိသည့်ထိုမျိုး၏အစွန်ဖျားတရက်ဥယျာဉ်တစ်ခုတွင်မမွေးဖွားတင်သောကလေးငယ်တစ်ဦးကိုတွေ့ရှိခဲ့ရသည်ထိုကလေးသည်ဥယျာဉ်ဆောင်၏မြစ်တာနှင့်ဂယုဏဖြင့်ကြီးပြင်းလာခဲ့ပြီးသူမ၏နမိတ်မှာအမပါလီတရက်သီးနှင့်တရက်ဥယျာဉ်မှပေါက်ဖွားသူဟုအထိပ္ပယ်ရလေသည်အမပါလီအရွယ်ရောက်လာသောအခါဝေတာလီတပြည်လုံးသူမ၏အလှကိုသာတီးတိုးပြောဆိုနေကြတော့သည်ထိုအလှသည်လူတိုင်း၏နှလုံးသားကိုဖန်ဆားနိုင်သည်ပကြီးစရာတို့၏လက်များကိုတုံရင်စေသည်စစ်တီတော်တို့ကိုပင်ဒူးထောက်စေနိုင်သည့်အထိဖြစ်သည်အမပါလီသည်ရိုးသားသောအချစ်ကိုသာလိုချင်သောတာမန်မျိုးသမီးတဦးဖြစ်လိုခဲ့သည်သို့တော်လည်းဝေတာလီပြည်၏ဖွဲ့စည်းပုံကထိုတို့ဖြစ်ခွင့်မပေးခဲ့ပေထိုခေတ်ခါကအုပ်ချုပ်သူလိပ်ဆက်ဝီမင်းတို့၏ဥပဒေအရအကယ်၍အမျိုးသမီးတဦးသည်မျိုးရဲရှိအမျိုးသမီးအားလုံးထက်လှပလွန်းနေပါကညီသည့်ယောက်ျားတဦးတယောက်တည်းကမျှပိုင်ဆိုင်ခွင့်မရှိစေရန်တားမြစ်ထားသည်အဘဲကြောင့်ဆိုသောသူမ၏အလားကြောင့်မင်းသားများနှင့်တထေးများအကြားပရိပခဖြစ်ပွားပြီးတိုင်းပြည်ပြိုလဲမည်ကိုစိုးရိမ်သောကြောင့်ဖြစ်သည်ထို့ကြောင့်ဝေတာလီမင်းတို့သည်ခက်ခဲသောဆုံးဖြတ်ချက်ကိုချမှတ်ခဲ့ကြ၏အမပါလီသည်ရိုးရိုးတာမန်မြဝတ္တမီတဦးအဖြစ်နေထိုင်ခွင့်မရဘဲသူမကိုဝေတာလီ၏နန်းတွင်အလှပါကြီးသို့မဟုတ်မြို့တော်၏ပြည်တစားမဖြစ်ကြေညာခဲ့လေသည်